မြေကြီးကိုမြေဩဇာကောင်းစေဖို့လှုံ့ဆော်ပေးတယ်လို့သစ်စိမ့်မြေဩဇာဖြစ်လူသိများကြတဲ့ပတ်စံလျှော့ကိုတော့ AR တိုင်းကိုတားဖို့သူတိုင်းကမြင်ဖို့ကြမှာပါ။လမ်းဘေးတစ်ဖက်ချက်မှာအဝါရောင်အပွင့်လေးတွေနဲ့မတ်မတ်ကလေးရှိနေတဲ့အပင်စိမ့်စိမ့်လေးတွေပါ။အခင်းလိုက်ဆိုရင်တော့တော်တော်ကိုလှပါတယ်။ဒီလိုမျိုးအလှဆိုင်ပန်းအဖြစ်ရောမြေစီဩဇာအဖြစ်ပါအသုံးဝင်တဲ့ပတ်စံလျှော့ကတဘာဝပတ်ဝန်းကျင်အတွက်ပဲလားပတ်စံလျှော့ကဆေးဖက်ဝင်သလားဆိုတာကိုအတူတူလေ့လာကြည့်လိုက်ကြရအောင်ပါ။ပတ်စံလျှော့ဆိုတာကအပင်ငယ်လေးတစ်မျိုးပါပဲမြင်သာအောင်ပြောပြမယ်ဆိုရင်တော့ပန်းလှစိုက်ပင်လေးနဲ့တောင်ခက်ဆင်ဆင်တူပါတယ်ရွက်ကလေးတွေကအစိမ်းရောင်ရှိရှိမျိုးမျိုးလေးတွေဖြစ်ပြီးအပွင့်ကလေးတွေကတော့အဝါရောင်ရှိပါတယ်ရိုးတံကတော့အစိမ်းရောင်ရှိပြီးအယိုးတုတ်တုတ်ကလေးတွေပါရွက်ကလေးတွေကပင်စီကနေရွက်ဆိုင်ဖြာထွက်နေပါတယ်အယိုးကတော့အယမ်းမမပါဘူးအသီးလေးတွေကတော့အစိတ်တောက်အရှိရှိလေးတွေပါမြေထဲဒေသမျိုးရင်းပင်တစ်မျိုးပါပတ်စံလျှော်ကအခုလိုလေးဆေးဘက်ဝင်ပါတယ်သွေးတန့်စေပါတယ်ပတ်စံလျှော်ရဲ့အစိကသွေးတန့်စေဖို့အထောက်အကူပေးနိုင်တယ်လို့သွေးအားနည်းတာကိုတက်သားစေဖို့လည်းထောက်ကူပေးနိုင်ပါတယ်။အရေးပြားပြဿနာခင်းစေပါတယ်။ပတ်စံလျှော်ရဲ့အစိကအရေးပြားပြဿနာတွေဖြစ်တဲ့ psoriasis နဲ့အခြားအရေးပြားပြဿနာတွေကိုတက်တာစေဖို့အထောက်အကူပေးနိုင်ပါတယ်။လေနာတာကိုတက်တာစေပါတယ်။ပတ်စံလျှော်ရဲ့အမြစ်ကလေနာတာကိုတက်တာစေနိုင်တယ်လို့လေထိုးလေအောင်တာလေပွားတာတွေကိုတက်တာတွေပို့လဲပတ်စံလျှော်ရဲ့အမြစ်ကလေနာတာကိုတက်တာစေနိုင်ပတ်စံလျှော်ရဲ့အမြစ်ကလေနာတာကိုတက်တာစေနိုင်တယ်လို့လေထိုးလေအောင်တာလေပွားတာတွေကိုတက်တာစေဖို့လည်းအထောက်အကူပေးနိုင်ပါတယ်။အစိတ်ကိုအပြင်အရွက်ကိုလည်းအသုံးပြုလို့ရပါတယ်။ဆန်သားကျန်းမာစေပါတယ်။ပတ်စံလျှော်ဟာဘောက်ပြဿနာအပါအဝင်ဆန်သားနဲ့ဥယျာဉ်ပြားကျန်းမာဖို့ထောက်ကူပေးနိုင်ပါတယ်။သပင်တွေကိုတန်ဆွမ်းစေဖို့ကျန်းမာစေဖို့ထောက်ကူပေးနိုင်ပါတယ်။အနာကျက်စေနိုင်ပါတယ်။ပတ်စံလျှော်ရွက်ကိုချိတ်ပြီးတပ်တုရည်ကိုအနာကိုအုံပေးတာလိမ့်ကြံပေးတာအနာကျက်စေဖို့အထောက်အကူပြုနိုင်ပါတယ်။အဖျားသက်သာစေပါတယ်။ပတ်စံလျှော်ကိုနောက်ထပ်သုံးလို့ရတဲ့နည်းတစ်ခုကတော့အဖျားသက်သာစေဖို့ပါ။အဖျားကျစေဖို့နဲ့အဖျားသက်သာစေဖို့ပတ်စံလျှော်ရွက်ကိုအသုံးပြုပေးလို့ရပါတယ်။ဘယ်လိုအသုံးပြုလို့ရပါသလဲ။ပတ်စံလျှော်ရွက်ကိုယူနေနဲ့စိန်တောက်လို့ရတယ်လို့အရွက်ကိုပြုတ်ပြီးစားလို့လည်းရပါတယ်။အပွင့်ကိုတော့တနတ်စိန်ပြီးစားလို့ရပါတယ်။အသားဟင်းငါးဟင်းတွေထဲမှာထက်ချက်စားလို့လည်းရပါတယ်။ပတ်စံလျှော်ကဆေးဘက်ဝင်တယ်ဆိုပေမဲ့လိုတာတဲ့ပိုစားမယ်ဆိုရင်အစိတ်တောက်ဖြစ်စေနိုင်ပါတယ်။ကိုဝင်ဆောင်တဲ့နိုးတိုင်မိခင်တွေအတွက်တော့မသင့်တော်ပါဘူး။တဘာဝကရတယ်ဆိုပေမဲ့ဓာတ်ရုပ်ဗေဒနေရတန့်စင်ထားတာမရှိရင်တော့ခန္ဓာကိုယ်အတွက်ဘေးဖြစ်စေနိုင်တာကြောင့်တတိထားပြီးအသုံးပြုကြရမှာဖြစ်ပါတယ်ခင်ဗျာ။